ဒါပေမဲ့သူကလောက်ခလာစာကိုလုံးဝမလျှော့တဲ့အတွက်ကြောင့်မို့လို့ဒီအသင်းတွေကဆန်ချိုရဲ့ salary package ကိုပေးဖို့အတွက်ကိုမတက်နိုင်ကြတဲ့အတွက်ခုချိန်ထိပဲအပြောင်းရွှေ့မှဖြစ်လာတာမရှိသေးဘူး Manchester United အနေနဲ့ဒီဆန်ချိုကိုဒီ Ferguson အနားယူသွားပြီးတဲ့နောက်ပိုင်းမှာအပြောင်းရွှေ့အမှားယူနေအများကြီးဖြစ်ခဲ့တယ်အဲ့ဒီထဲမှာဒီဆန်ချိုရဲ့အပြောင်းအရွှေ့ကဒီအစိုးဆုံးအမှားယွင်းနေတဲ့တခုလို့ပြောရမယ်အထူးသဖြင့်ဒီဆန်ချိုရဲ့အသင်းပေါ်မှာထားတဲ့ဒီလေးစားမှုမရှိမှုတွေအဓိကကြပါတယ်အခုဆိုရင် Manchester United ကဆန်ချိုကိုရောင်းဖို့ကြံစီနေပေမဲ့ဆန်ချိုရဲ့အစီအစဉ်ကဘာလဲဆိုရင်သူက Manchester United မှာပွဲမကစားရလဲနေပါစေတပတ်ကိုစာချုပ်ထဲမှာပါတဲ့အတိုင်းပေါင်3သိန်းဝန်းကျင်လစာကိုအလကားထိုင်ယူနေမယ်နောက်နှစ်နွေရာသီအပြောင်းရွှေ့ကြလို့ရှိရင်ဒီအသင်းကနေပြောင်းရွှေ့ခြင်းအလွတ် free agent နဲ့သူတခြားအသင်းကိုပြောင်းမယ်သူ့ကိုခေါ်တဲ့အသင်းစီကနေပြီးတော့သူကဒါလက်မှတ်ထိုးခြင်း signing bonus ပါမျိုးမျိုးမြက်ထပ်ပြီးယူသွားမယ်ဆိုတဲ့အကြံစီမျိုးနဲ့ဆန်ချိုကလှုပ်ဆောင်နေတယ်ဆိုတော့ဆန်ချိုကအသင်းအတွက်ကိုဒါ window ဝင်ဖို့ဖြစ်နေတဲ့သူတယောက်လို့ပြောရမယ်အခုအချိန်မှာသူ့ကိုပေါင်25သန်းနဲ့ရောင်းဖို့တော့မလွယ်ကူတဲ့အခြေအနေမျိုးဖြစ်နေတယ် Manchester United လို့အသင်းမှာဒီလိုပုံစံတူအခြေအနေတွေအများကြီးဖြစ်နေတယ် Chelsea က Sancho ကိုအငှားနဲ့ခေါ်တယ်ဒါပေမဲ့အပြီးသက်မဝယ်ယူခဲ့ဘူး Betis က Anthony ကိုအငှားနဲ့ခေါ်တယ်အသင်းကိုပြန်ပို့တယ် Aston Villa က Rashford ကိုအငှားနဲ့ခေါ်တယ်အသင်းကိုပြန်ပို့တယ် PSV က Malaysia ကိုအငှားနဲ့ခေါ်တယ်နောက်ဆုံးအသင်းကိုပြန်ပို့တယ်ဆိုတော့လက်ရှိကင်တွယ်နေတဲ့ new management ဒီစီမံခန့်ခွဲတဲ့ board အဖွဲ့အသစ် Ineos အနေနဲ့ဒီလိုအသင်းရဲ့ culture တွေအခြေအနေတွေကိုပြောင်းလဲဖို့မဖြစ်မနေလိုအပ်တယ်အဲ့ဒီအချိန်မှာပထမဆုံးဥပမာအနေနဲ့စံပြအနေနဲ့ဆန်ချိုရဲ့အခြေအနေကိုကောင်းကောင်းကင်တွယ်သွားနိုင်ဖို့လိုအပ်တယ် United မှာဘာတစ်ခုရှိနေလဲဆိုတော့နောက်ရာသီအပြောင်းအရွှေ့အကုန်မှာဆန်ချိုကို free agent ပြောင်းရွှေ့ခြင်းအလွတ်နဲ့ဆန်ချိုကိုမဖြစ်မနေထွက်ခိုင်းเสียမလို့အသင်းနဲ့ဆန်ချိုနဲ့ချုပ်ထားတဲ့စာချုပ်ထဲမှာတစ်နှစ်သက်တမ်းတိုးခွင့်ပါနေတယ်ဆိုတော့ဒါကိုအသုံးချပြီးတော့ Manchester United အနေနဲ့ဆန်ချိုကိုကောင်းကောင်းကြီးပြန်ပြီးတော့ပညာပေးဖို့လိုနေပြီးတော့နောက်ထပ်ဒီလိုအမှားမျိုးမဖြစ်လာဖို့အတွက်လည်း Ineos Board အဖွဲ့အနေနဲ့တည်တည်ချာချာကင်တွယ်သွားဖို့လိုအပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်